မြစ်တာကိုပို့ဦးစားပေးလို့ဆိုင်ကရှုံးနေပေမဲ့ဝန်ထမ်းတွေအတွက်ငဲ့ညာပြီးဆိုင်ဖွင့်ထားတဲ့ရန်ကုန်ကဂျပန်အဖိုးအားလုံးပဲမင်္ဂလာပါဘင်းနာ page လေးကနေကြိုဆိုလိုက်ပါတယ်ယနေ့ခေတ်ကာလကြီးထဲမှာလူအများစုကစီးပွားရေးလုပ်ငန်းတစ်ခုကိုမိမိကိုယ်ကျိုးကြီးပွားတိုးတက်ဖို့အောင်မြင်မှုတွေရရှိဖို့သာအဓိကရည်ရွယ်ချက်နဲ့လုပ်ကိုင်ကြပါတယ်တချို့သောလုပ်ငန်းရှင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကိုမကြာခဏကြားလာရပေမဲ့ဈေးကွက်အခြေအနေတွေဘလောက်ပဲပြတ်ပြားနေပါစေမြစ်တာတရားတစ်ခုရဲ့အတွက်ရည်ရွယ်ကောင်ဝန်ထမ်းတွေကိုသားသမီးလိုကာကွယ်ပေးထားတဲ့အသက်88နှစ်အရွယ်ဂျပန်အဖိုးတူကတော့ရန်ကုန်မှာဆိုင်ဖွင့်ထားပါတယ်ရန်ကုန်မြို့ကကာကူဟွန်ဂျပန်စားတောက်ဆိုင်လေးရဲ့တီထောင်သူဂျပန်လူမျိုးအဖိုးအိုတာတီကတော့ငွေရဖို့ဆိုင်ဖွင့်ထားတာမဟုတ်ပဲဝန်ထမ်းတွေကိုကာကွယ်ပေးခြင်းလို့ဆိုင်ဖွင့်ထားတာပါသူဟာတစ်ချိန်လုံးကဂျပန်နိုင်ငံတိုကျိုမြို့မှာစတိတ်ကင်ဆိုင်ကိုပိုင်ဆိုင်ခဲ့တဲ့အောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတူဖြစ်ပါတယ်အဲ့ဒီတုန်းကသူ့ဆိုင်မှာလာရောက်အလုပ်လုပ်ကိုင်ကြတဲ့မြန်မာလူမျိုးတွေရှိကောင်မြန်မာတွေရဲ့ယူသားမှုစ조사ထုတ်မှုတွေကိုတန်ရုံးစင်တွေ့ခဲ့တာပါမြန်မာမှာလည်းဆိုင်လာဖွင့်ဖို့အတွက်ဝန်ထမ်းဟောင်းတွေကအဖိုးကိုခေါ်ခဲ့ကြပါတယ်အဖိုးအိုတာတီကိုရိုင်းကလည်းမြန်မာနိုင်ငံကရေမြေနဲ့ယူသားစ조사မှုကိုသဘောကျခဲ့တာပါ2019ခုနှစ်မှာတော့ဂျပန်ကသူ့ရဲ့ဆိုင်တွေအားလုံးကိုရောင်းချပစ်ပြီးတော့မြန်မာနိုင်ငံကိုအပြီးပိုင်ပြောင်းရွှေ့အခြေချလာခဲ့ပါတယ်မြန်မာနိုင်ငံမှာလည်းသူ့ရဲ့ဂျပန်စားတောက်ဆိုင်ကအောင်မြင်ခဲ့ကရပ်တည်နိုင်ခဲ့တဲ့ရှင်ဒါပေမဲ့နောက်ပိုင်းမှာတော့ကုန်စည်နှုန်းတွေနဲ့ဈေးရိတ်စကားတွေကအရင်ကထက်3ဆလောက်ထိကိုမြင့်တက်သွားခဲ့ရတာပါဂျပန်ကုမ္ပဏီတွေနဲ့ဆိုင်အများစုကအမျက်မရတော့တဲ့အတွက်ပိတ်သိမ်းထွက်ခွာသွားကြသလိုဆိုင်ကိုလာရောက်အားပေးမဲ့ဂျပန်ဧည့်သည်ဆိုတာလည်းလုံးဝကိုမရှိသလောက်ရှားပါသွားခဲ့ရတာပါဂျပန်စားတောက်ဆိုင်မှာလာစားမဲ့သူကမရှိသလောက်နဲလာရကအရှုံးပေါ်လာရတဲ့အချိန်မှာတော့ဝန်ထမ်းတွေကိုလောက်စားပေးထားရပါတယ်အချိန်ကြီးစိုးရီကြားထဲမှာဆိုင်ကအရှုံးပြနေပေမဲ့အဖိုးအိုတာတီရဲ့လူသားဆန်မှုကလေးစားစရာပါနော်အခြားဆိုင်တွေလိုမျိုးမိမိကြီးပွားဖို့အတွက်ဝန်ထမ်းတွေကိုအလုပ်ထုတ်ပြစ်တာမရှိဘဲကောင်းတူစိုးတူဝန်ထမ်းတွေဘက်မှရပ်တည်ပေးခဲ့တာပါဆိုင်အောင်မြင်စင်တုံးကလည်းဝန်ထမ်းတွေနဲ့အတူအလုပ်လုပ်ခဲ့ကောင်အရှုံးပေါ်သွားတဲ့အချိန်မှာပြန်သွားတာမျိုးမဖြစ်ချင်ခဲ့ပါဘူးအဖိုးကဂျပန်မှာအနှစ်40ကျော်စုဆောင်းခဲ့တဲ့မြောက်ကိုပိုင်ငွေတွေကိုစိုက်ထုတ်ပြီးတော့လက်ရှိချိန်ထိဝန်ထမ်းပေါင်း20ခန့်ကိုတဦးမှမဖြုတ်ဖဲဝန်ထမ်းတွေရဲ့စာဝင်နေရေးကိုကာကွယ်ပေးဖို့အတွက်ဆိုင်ကိုအရှုံးခံပြီးဖွင့်လှစ်ပေးထားဆဲဖြစ်ပါတယ်သူတို့မှအခြားဝင်ငွေနဲ့ရပ်တည်နိုင်ပြီးသူ့ရဲ့ဆိုင်ကဝန်ထမ်းတွေကတော့ဒီအလုပ်ကိုပဲရပ်တည်နေရတာကြောင့်ဆိုင်တွေကိုမပိတ်ရက်ခဲ့တာပါအဖိုးအိုတာတေကဝန်ထမ်းတွေအပေါ်စီးပွားရေးထက်မြစ်တာတရားကိုရှေ့တန်းတင်ပြီးပေးဆက်ခဲ့တဲ့အတွက်အခုခါမှာတော့မြစ်တာတရားကလည်းရောင်ပြန်ဟပ်နေတာပါဆွေမျိုးတွေမတော်ဆက်ကြသလိုလူမျိုးတော်မတူပေမဲ့အဖိုးရဲ့မြစ်တာကတော့ခွဲခြားမှုမရှိခဲ့ဘူးရှင်လက်ရှိမှာတော့အဖိုးအိုတာတေကမကြမ်းမာပေမဲ့ဆိုင်ကမြန်မာဝန်ထမ်းလေးတွေကပဲသူ့ကိုမိသားစုဝင်အရင်ချတူလို့အဖိုးရဲ့တူလို့မြစ်တာနဲ့ပြည့်စုံဆောက်ရှောက်ပေးနေကြတာပါအဖိုးဟာဝန်ထမ်းတွေရဲ့ဘဝကိုငွေကြေးအရှုံးခံကာကွယ်ပေးထားသလိုဝန်ထမ်းတွေကလည်းမကြမ်းမာတဲ့ဂျပန်အဖိုးကိုသားသမီးလိုပြန်လည်လှုပ်ကြွေးပြုစုပေးနေကြတဲ့အပြန်လှန်မြစ်တာရောင်ပြန်ဟပ်မှုကတော့လှပပါတယ်တချို့တွေကစီးပွားရေးကိုကြီးပွားဖို့အတွက်ပဲလုပ်ကိုင်နေကြတဲ့အချိန်မှာဂျပန်အဖိုးကတော့အမျက်ဆုံးထက်မြစ်တာအတွက်သာလုပ်ကိုင်နေတာပါဝန်ထမ်းတွေအတွက်အရှုံးခံပြီးဖွင့်လှစ်ထားတဲ့ဂျပန်အဖိုးရဲ့ဆိုင်လေးကိုတွန်းရောက်အားပေးကြဖို့တိုက်တွန်းလိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ